တခါကလူသွားလူလာစီကားတဲ့လမ်းတွေဟာသွေးတွေလူသေးအလောင်းတွေနဲ့ပြည့်နှက်သွားခဲ့ပြီးမြို့တဲကလက်နက်ချတဲ့စစ်သားတွေနဲ့အရက်သားတွေအားလုံးရဲ့ကကြမ္မာဟာဂျပန်တွေရဲ့လက်ထဲရောက်သွားခဲ့ပါတယ်။တပ်ဖြတ်မှုတွေဟာဘလောက်တောင်ဆိုးခဲ့တယ်ဆိုတာနားလည်နိုင်မှုအတွက်နန်ကျင်းမြို့မှာနေထိုင်ခဲ့တဲ့ဂျာမန်လူမျိုးဂျွန်ရေးဖ်ရဲ့ဖော်ပြချက်တွေကိုကြည့်ရရင်သူ့ရဲ့ဒဏ်ရာတွေရေးသားထားတာတွေအရနန်ကျင်းမြို့လမ်းမတွေပေါ်မှာလူသေးအလောင်းတွေကိုဓာတ်တိုင်တိုင်ခြားတိုင်းမှာတွေ့ရရလို့ဆိုပါတယ်။အရက်သားအလောင်းတွေရဲ့ကြောဘက်မှာကြည်စံတွေနဲ့ပြစ်ခတ်ခံရတဲ့အပေါက်တွေရှိနေတာကိုလည်းတွေ့ခဲ့ရပါတယ်။ဒါတွေကသူတို့ထွက်ပြေးနေတော့နောက်ကနေပြစ်တက်ခံရတာကိုဖော်ပြနေပါတယ်။ River ရေကန်တွေထဲမှာအလောင်းများပြားကိုတွေ့ခဲ့ရပြီးရေကန်တစ်ခုထဲမှာတင်အချက်သား30ကိုပြစ်တက်ခါသွန့်ပစ်ထားတာကိုမှတ်တမ်းတင်ခဲ့ပါတယ်။အဲ့ဒီအလောင်းတွေထဲမှာလက်တွေကိုချီနှောင်ထားတာတွေလယ်ဘေးမှာကြောက်တုံးတွေခြိထားတာတွေလည်းပါဝင်ပါတယ်။ဂျပန်တွေရဲ့အချိုက်ဆုံးလူတက်နီကတော့မီးရှို့တက်ခြင်းပဲဖြစ်ပြီးလူတွေကိုခေါင်မိုးပေါ်တက်ခိုင်းကအောက်ကနေအိမ်ကိုမီးရှို့ပါတယ်။မီးလောင်ပြီးတေတာကိုကြည့်ပြီးရီမောကြသလိုခေါင်မိုးပေါ်ကပြုတ်ကျတာကိုကြည့်ပြီးတော့လည်းကျဉ်နှံ့နေကြပါတယ်။သူတို့ကလူတွေကိုအရှင်လက်လက်မြေမြုပ်တတ်တာအပြင်ခေါင်းတစ်ဝက်ပဲဖော်ထားပြီးအပေါ်ပိုင်းကိုခွေးတွေကိုက်စားစေတာတင့်ကားနဲ့တက်ကြိတ်တာတွေအထိမကောင်းဆိုးဝါးဝင်ပူးနေသလိုလုပ်ခဲ့ကြပါတယ်။ဒုတိယကမ္ဘာစစ်မှာဂျပန်တွေလာပြီးဆိုရင်သူတို့နဲ့ကပ်ပါလာတဲ့ဂုံသတင်းဆိုးတွေကမရိမ့်မှုတွေပါ။နန်ကျင်းမြို့အတွင်းကမိမငယ်လေးတွေကနေအဖွားကြီးတွေပါမကြံအုပ်စုလိုက်ကျင်ကြပါတယ်။သူတို့ဟာမျိုးသမီးငါတွေကိုတနက်ပြောင်ထည့်ပစ်တာပလင်းတွေထည့်တာအပြင်တစ်ကိုင်းချောက်တွေပါထည့်တတ်ပါတယ်။ထိုစဉ်ကနန်ကျင်းမြို့လမ်းပေါ်ကလူသေးအလောင်းတွေထဲမှာအမျိုးသမီးတွေတဲ့ဒုတ်ချောင်းတွေထိုးထည့်ပြီးတက်ခံထားရတဲ့အမျိုးသမီးများကြီးရှိခဲ့ပါတယ်။ဒါတွေကချက်ကားပြောနေရမျိုးမဟုတ်ပဲအဲ့ဒီတမိုင်းဝင်ဓာတ်ပုံသက်သေတွေအများကြီးကြံရိပ်ခဲ့ပါတယ်။ဂျပန်တွေဟာတရုတ်မိသားစုဝင်အချင်းကိုလည်းသက်ဆန်ခိုင်းပြီးအချက်တကွဲဖြစ်အောင်လုပ်တတ်ကြပါတယ်။ရှားရှုချင်းဆိုတဲ့အမျိုးသမီးဟာအဲ့ဒီတပ်ဖြတ်မှုတွေဖြစ်ပွားချိန်မှာအသက်8နှစ်အရွယ်သာရှိပါသေးတယ်။1939ဒီဇင်ဘာလ23ရက်နေ့မနက်မှာဂျပန်စစ်သားအယောက်30လောက်ဟာသူမတို့အိမ်ရဲ့တကားကိုခောက်လာခဲ့ပါတယ်။တကားပွင့်ပေးတဲ့အင်ရှင်ကိုချက်ချင်းပစ်တက်လိုက်ပြီးမို့သူမရဲ့အဖေကဒူးထောက်ပြီးကြံတဲ့မိသားစုဝင်တွေကိုချမ်းသာပေးဖို့တောင်းပန်ပေးမဲ့ပစ်တက်ခံခဲ့ရပါတယ်။ရှားရှုချင်းရဲ့အမေဟာကြောက်လန့်ပြီးစပွဲအောက်မှာတနေ့ရွယ်ညီမလေးနဲ့အတူပုံခုတ်နေခဲ့ပေမဲ့စစ်သားတွေကသူမအမေကိုဆွဲထုတ်ကကလေးငယ်ကိုလက်ထဲကနေအတင်းဆွဲယူပြီးကြမ်းတမ်းစွာမြေကြီးနဲ့ရိုက်တက်ခဲ့ပါတယ်။အဲ့ဒီနောက်ပုံခုတ်နေတဲ့အခြားခန်းတစ်ခုတွင်ဝင်ကညီမတွေကိုကျင်းဖို့ကြိုးစားနေတာကြောင့်ဝင်ရောက်ခုခံတဲ့အဖိုးဘွားတွေကိုတပ်ပစ်ခဲ့ပါတယ်။ဆက်ပြောဖို့တော့မသိနဲ့ရုံညံ့ကြမ်းတမ်းစွာလိန်ကျန်းဖတ်မှုတွေကြောင့်ရှားချုပ်ချင်းရဲ့မွေးချင်းညီမတွေလည်းတည်ဆုံးခဲ့ရပါတယ်။အဲ့ရဘော်ကစောင်းအောင်မှာပုံခုတ်နေခဲ့ပြီးကြောက်လန့်စွာငိုနေတဲ့သူမရဲ့ကြောကိုဓာတ်နဲ့သုံးချက်ထိုးလိုက်တဲ့နောက်လောကကြီးနဲ့အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။တတိပြန်ရလာတဲ့အခါဘေးပတ်ပတ်လည်မှာအိမ်ရှင်နဲ့အတူသူမမိသားစုဝင်တွေရဲ့အလောင်းတွေဝင်းရံနေရကိုမြင်ခဲ့ရပါတယ်။